နေရာများသည်ကဘာပေါ်ရှိအထူးဆန်းဆုံးနေရာ၅ခုဖြစ်သည်အဆင့်တစ်နေရာမှာဆိုလျင်ယနေ့ထက်တိုင်ပညာရှင်များကိုအံ့အားသင့်စေဆဲဖြစ်သည်မြည်သည့်နေရာကတင့်ကိုအံ့ဩစေဆုံးလက်ဆိုတာကိုမှတ်ချက် comment ရေးပေးခဲ့ပါဒါပေမဲ့ဗီဒီယိုမဆုံးခင်အသေးပေးအပေါင်းလေးနေထားမယ်ဆိုရင်တော့သင်ဟာတကယ်ကိုကံကောင်းသူတစ်ယောက်ဖြစ်မှာလားအဆင့်ကဘာမြူဒါတရိကန်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိကျေပြောလာသော area တစ်ခုဖြစ်ပြီးသင်္ဘောများနှင့်လေယာဉ်များမှာတဲလွန်စမကြံပျောက်ကွယ်သွားတာပါသည်အချို့ကရဲမှာနန်လောကနှင့်ဆိုင်သည်ဟုယုံကြည်ကြပြီးအချို့ကမူတန်လိုက်စကွင်းမူမမှန်ခြင်းကြောင့်ဟုယူဆကြသည်အဆင့်၄ Easter ကျွန်းဤဝေးလံခေါင်ဖျားသောကျွန်းပေါ်တွင်ဤယာမကြောက်ရွံ့ကြီးများရှိသည်ရှေးဟောင်းလူသားများသည်ခေတ်မီကိရိယာများမရှိဘဲ၎င်းတို့ကိုမိတို့တိစခဲ့သည်။မိုအိုင်ရုပ်တုများ၏လျှို့ဝှက်ချက်သည်ဒုတေသနများကိုဆက်လက်ဒိုင်းကောင်းစားစီတုံးပင်ဖြစ်သည်။အဆင့်၃ Stonehenge အင်္ဂလန်နိုင်ငံရှိရှေးဟောင်းကြောက်တုံးဝိုင်းကြီးဖြစ်သည်။ဤအေယာမကြောက်တုံးကြီးများကိုထိုနေရာသို့မိတို့ထေဆောင်ခဲ့ကြသည်။အဘယ်ကြောင့်တိဆောက်ခဲ့ကြသည်ဟုမိသူများအသေးအချာမသိကြသေးပါ။အဆင့်၂ Egypt Pyramid များဤအေယာမအဆောက်အဦကြီးများကိုလွန်ခဲ့သောနှစ်ပေါင်း4000နိုင်ရာကျော်ကထိုအလို့အတွက်မထင်နိုင်ဟုထင်ရသောကိရိယာများကိုအသုံးပြု၍တိဆောက်ခဲ့ခြင်းဖြစ်သည်၎င်းတို့မိတို့ပြုလုပ်ခဲ့သည်ယခုထိလျှို့ဝှက်ချက်ဖြစ်နေစေပါအဆင့်1ပျောက်ဆုံးသွားသောအတ္တလန္တိတ်မြို့တော်တဲလွန်စာမကြံပျောက်ဆုံးသွားသည့်အလွန်တိုးတက်သောလူအဖွဲ့အစည်းတစ်ခုဖြစ်သည်အချို့က၎င်းကိုတန်တရားတစ်ခုများသာဟုယုံကြည်ကြသည်အချို့မှာမူယနေ့တိုင်းရှာဖွေနေကြဆဲပါ၎င်းမှာမြည်သည့်နေရာတွင်ရှိနေနိုင်သည်